ကျွန်တော်တို့ဟာကိုယုံကြည်မှုမရှိတဲ့အခါသူတစ်ပါးကိုအားကိုးကျင်တတ်ကြပါတယ်သူတစ်ပါးကိုဥဆောင်စေတတ်ပါတယ်မိမိလည်းစွန့်ရွအားငယ်စိတ်တွေရှိလာတတ်ပါတယ်ကိုယုံကြည်မှုမရှိသဖြင့်ကျွန်တော်တို့ဘာမှဥဆောင်လုပ်ကိုင်နိုင်စွာရှိမှာမဟုတ်ပါဘူးကြောက်ရွံ့စိုးရိမ်စိတ်လည်းကင်းမှာမဟုတ်ပါဘူးငါလုပ်ရင်ဖြစ်ပါမလားငါလုပ်နိုင်မှာမလားတခုခုဖြစ်သွားခဲ့ရင်စားတဲ့စိုးရိမ်စိတ်တွေကဖြစ်စည်းနေတတ်ပါတယ်တကယ်ဆိုကျွန်တော်တို့မှာဒီလိုစိုးရိမ်စိတ်တွေကင်းမဲ့ပြီးအရာရာကိုကိုယ်တိုင်ကိုယ်ကြရဲလုပ်ကိုင်နိုင်စွမ်းရှိမှသာယုံကြည်မှုဆိုတာရှိလာမှာပါဒီယုံကြည်မှုတွေရှိမှလည်းလုပ်ရဲကိုင်ရဲစတဲ့တွေရှိလာမှာပါမိမိကိုယ်တိုင်ပြုလုပ်ခြင်းဟာမိမိရဲ့အတ္တရားယုံကြည်မှုလုပ်ရကိုင်ရဲဆိုတာကိုကိုးကွားစေမှာပါဥပမာလူတယောက်စပိန်နှင်းပြလာတာကိုတွေ့ရတဲ့အခါမှာဘယ်ကူတလို့ထင်ရမြင်ရတဲ့ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်စပိစည်းတင်ခြင်းမှဘလောက်ခက်ခဲတယ်ဘလောက်လွယ်ကူတယ်ဆိုတာသိရမှာဖြစ်ပါတယ်ဒီလိုပါပဲကျွန်တော်တို့ဘဝမှာလည်းဘယ်အရာကခက်ခဲတယ်လွယ်ကူတယ်ဆိုတာကိုသိရှိဖို့ကျွန်တော်တို့ကိုယ်တိုင်လှုပ်ဆောင်ကြည့်ရမှာပါဘာလို့ဘယ်အရာဘယ်ကိစ္စပဲဖြစ်ဖြစ်မိမိကိုယ်တိုင်ခံစားကြည့်မှအဆိုးနဲ့အကောင်အကျိုးနဲ့အကြောင်းလွယ်ကူမှုနဲ့ခက်ခဲမှုအောင်မြင်မှုနဲ့ဆုံးနိုင်ခြင်းစားတဲ့အတ္တရားသင်ခန်းစာတွေကိုရမှာဖြစ်ပါတယ်ဘယ်အရာမဆိုကျွန်တော်တို့ကိုယ်တိုင်လှုပ်ဆောင်ခြင်းကကျွန်တော်တို့ကိုပိုပြီးယုံကြည်မှုရှိစေပါတယ်ပိုပြီးမှတ်မိစေပါတယ်ပိုပြီးသင်ခန်းစာရစေပါတယ်ပိုပြီးအမားနည်းစေပါတယ်ပိုပြီးနန်းကောင်းကိုရစေပါတယ်ပိုပြီးအောင်မြင်မှုနဲ့နှိစပ်ပါတယ်ဒါကြောင့်အရာတိုင်းကိုကျွန်တော်တို့ကိုယ်တိုင်ယုံကြည်ခြင်းနဲ့လှုပ်ဆောင်ခြင်းကကျွန်တော်တို့ဘဝတွေကိုပိုပြီးတိုးတက်အောင်မြင်ပါလိမ့်မယ်လို့ပြောပြချင်ပါတယ်ဘယ်အရာမဆိုကိုယ်တိုင်လုပ်ပါ